2025 ခုနှစ်အတွက်မြမရုပ်ရှင်ထူးချွန်စုစစ်စစ်ကဲဖြတ်ရေးအဖွဲ့ကစစ်စစ်ရွေးချယ်ခဲ့တဲ့ရုပ်ရှင်အမှုပညာစုတစ်စုဖြစ်တဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်စုကိုကြီးညာတော့မှာဖြစ်ပါတယ်ရှင်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်စုမောက်မိပြရပါရှင်ရတနာဘုံဖြစ်ပါတယ်ရုပ်ရှင်အမှုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များရှင်အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဒရိုက်တာမဲမင်းပုံရိုက်ကူးတဲ့မောက်မီပြားဇက်ကားမှာဖြင့်ရတနာဘူဟာလီလီအဖြစ်နဲ့ကြာရစရုပ်မှာမစုံမနစ်ပြီးပြင်းတရုပ်ဆောင်သွားခဲ့ပါတယ်။ရတနာဘူဟာဇက်ကောင်းစရိုက်များကိုဇက်နဲ့ညီပြီးပြင်းစွာပြောင်းလဲတရုပ်ဆောင်နိုင်ခဲ့တယ်လို့ဇက်လန်းဇက်ကွက်အချိုးကွေအလှည့်ပြောင်းများမှာမျက်လုံးအမူအရာကိုဟန်အမူအရာအတန်တရုပ်ဆောင်မှုများနဲ့ပိုင်နိုင်တည်သက်စွာတရုပ်တူတရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်စုကိုရတနာဘူအားမြမရုပ်ရှင်ထူးချွန်စုစီစစ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းပဲဖြစ်ပါတယ်။အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်စုရှင်ရတနာဘူရဲ့ကောင်းတို့ရရတရုပ်ဆောင်ပြောက်ွက်အချို့ကိုထုတ်နှုတ်ပြသသွားမှာဖြစ်လို့အပရိသတ်များကြည့်ရှုခန်းစားနိုင်စေရန်တင်ပြလိုက်ရပါတယ်ရှင်။အကြပဲလေ被吐茶毛了，我妈哇，你有些你吃不了，你立马你说不了，但所以个怪哟，什么不能弄啊？什么的地了个熬面事情来说，你立马不能弄，什么地气上上那边。他到了没有标准了？可哪咯？都被你有约上那边。没把骗进来呀的。妈咪骗骗进来。你老起来老不下了。你用啊，我 baby 一毛靠得他了。这老家老掉啊掉嘛。ပြောလိုက်လေဒေါက်တာခင်ရိုးသစ္စာငယ်ငယ်อ่ะရင်းချစ်ခံထားရတယ်ဆိုတာလူတွေသိသွားရင်ရှစ်စရာကြီးနော်တမီးအမေတောင်းမှပါတယ်တမီးအမေတောင်းမှပါတယ်တမီးအမေပါစကတောင်းမှဟိုပဲတက်တာလားငားနေတဲ့အိမ်စုံလေးတော့မှသူများနေချမှာဆိုတော့တစ်ချိန်လုံးတောင်းမှနေရတယ်တမီးကရှက်လို့အမေတို့နဲ့ကင်းအောင်နေနေတာတေကန်းပြက်ထားတာကအခုချိန်ကြီးလာပြီးစုံနေသေးရဲ့အမေလာလောက်ပြန်လိုက်တော့ထတာအကိုထတာထွက်လာသွားတယ်လို့နေစီရနေရော်ကြီးဖြစ်ငါမတော်ပို့ယူရအောင်ပါနေကြောင်တော့ဘဝတစ်လျှောက်လုံးမရိတ်တော့သမီးဆိုပြီးအပြောခံခဲ့ရတာငါဘက်ကလည်းနားတယ်နေမလို့မတတ်မချေဘူးနေငါ့ကိုပြေဖို့နေပြထား မ
အမေထားအမေရထားပါအမေထားပါဦးအမေကိုတော့တရားလားကိုကမကင်ရောကြောက်ငါနေအောင်တမဲ တကမလေးစိတ်ကိုထိမ့်မအောင်တကမလေးတကမလေးရဲ့မိခင်တို့ညံ့ညုံဟာသူတိတ်ဖြစ်ချင်တဲ့တိလရှင်ဘဝနဲ့သာသနာရိပ်ကိုခိုးချင်ပေမဲ့ပါနဲ့သမီးတန်ရောစီကြောင့်လောကီကြီးကိုဖြတ်မရဘူးဆရာကြီးကိုခဏရှောက်ခဲ့ပြီးတယ်တကမလေးကဆန္ဒရှိနေဆိုရင်ဖះရှင်ရဲ့သမီးတော်အနေနဲ့ဆရာကြီးကိုရှင်တော်သာသနာပြုနိုင်တယ်ဒါဟာလေကွယ်လွန်သွားတဲ့မိခင်ကြီးရဲ့အဖြစ်ချင်းဆုံးဆန္ဒဖြစ်မယ်ဆိုဆရာကြီးယုံကြည်ပါတယ်ကိုဒုက္ခအပူမျိုးကိုကိုယ်တိုင်နှိမ့်တာမှာစစ်မှန်တဲ့အေးချမ်းမှုကိုရမယ်ဒီကနေ့ဒီအကယ်မီစင်မြင့်ပေါ်ကနေပြီးတော့မြတ်စွာဘုရားရှင်နဲ့တကွာဘုရားတရားတန်ခါကိုဥခိုက်ရှိခိုးကြောပါတယ်အခုကြွားရောက်လာကြတဲ့နိုင်ငံတော်အကြီးအကဲများနိုင်ငံတော်ပုဂ္ဂိုလ်များနဲ့တကွာဒီအကယ်ဒမီစုကြီးကိုအကဲဖြတ်ပေးကြတဲ့ရုပ်ရှင်အစည်းအရုံးကပပဦးကြည်စိုးထုံးနေတကွာအကဲဖြတ်ထိုင်များအားလုံးရှင်နေကနေလိုက်လဲနဲ့ကျေးဇူးတင်ပြီးတော့ဂါရဝပြုပါတယ်ရှင်ဘိုလ်တို့လူပညာသမားတွေအတွက်မှတ်တိုင်တစ်ခုဖြစ်တဲ့ဒီအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုကျေးဇူးရှင်နေဆရာသမားတွေကြောင့်ချေရတဲ့ပြိသက်တွေကြောင့်ဘိုလ်ခုဒီစုကြီးကိုရရှိပိုင်ဆိုင်ခဲ့ပါပြီမန္တလေးကနေပြီးတော့ဝါသနာတစ်ခုနဲ့တက်လာတဲ့မိန်းကလေးတယောက်ကိုနုပညာပြိုးခင်းဆိုတဲ့ဘိုးရဲ့ဆရာတွေဖြစ်တဲ့အန်ကယ်လေးကိုပြေတီဦးကိုနေတိုးကိုမြင့်မြတ်ကိုခန့်စီသူကိုဝိုင်းနဲ့ဆရာများကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတွေကြောင့်ဘိုးကနုပညာကိုချစ်တဲ့နုပညာကိုဒီနေရာထိရောက်အောင်ရောက်လာခဲ့တာပေါ့နော်ပြီးတော့နောက်ထပ်ကျေးဇူးတင်ခြင်းနဲ့ဘိုးရဲ့ကျေးဇူးရှင်နေဖြစ်တဲ့ဘိုးပေါ်မှာကျေးဇူးအများကြီးရှိတဲ့မောင်မီဖျားရုပ်ရှင်ထုတ်လုပ်ရေးအောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဒေါက်တာကျော်ဦးနဲ့ကိုအောင်ကိုဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အကိုတွေရဲ့ချစ်ချင်းမေတ္တာနဲ့တုံသင်ဆုံးမသင်ကြားပေးမှုတွေနဲ့ဘိုးကဒီစုကြီးကိုပဲရခဲ့တာပါပြီးတော့ဒီကားကြီးကိုပုံဖော်ရိုက်ကူးတယ်ဒရိုက်တာမဲမင်းပုံလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်။မောင်မီဖျားမှာပါဝင်တရုတ်ဆောင်တဲ့မာကြီးဆိုမခိုင်နှင်းဝေတငယ်ချင်းတိုင်ရွန်တို့မယူတို့အားလုံးကိုလည်းတင်းပြီးတစ်ခုလုံးကိုပေါ့နော်။အများကြီးကျေးဇူးတင်ပါတယ်လို့ဘိုးနောက်ထပ်ကျေးဇူးတင်ချင်တာဘိုးစိတ်သက်တွေကြတိုင်းလက်လျှော့ခြင်းတိုင်းဘိုးရဲ့မိဘနှစ်ပါးကိုအမြဲတမ်းပြောဖြစ်တယ်ဆက်မလုပ်ချင်တော့ဘူးလုံရင်းနဲ့လမ်းပြောင်းနေတယ်ဆိုပြီးပြောတဲ့အတိုင်းမှာဘိုးရဲ့ဖေကသမီးဆက်လုပ်ရမယ်သမီးကအကယ်ဒမီမင်းသမီးဖြစ်အောင်မယ်လို့သူအမြဲတမ်းပြောခဲ့တယ်ပြောတိုင်းအိုက်တုံးကတော့ဖေကိုစိတ်ဆိုးမိတယ်ဘလို့စူးစမ်းအောင်လည်းမသိဘူးလမ်းပြောင်းနေတယ်အရန်ခက်ခဲတဲ့လောကကြီးမှာလဲနေပါတယ်ဆိုဖေကသူဖြစ်ချင်တာကိုဘာလို့ရမ်းပြောနေတာလဲငါဆန္ဒတော်တော့မှမသိဘူးလားဆိုပြီးတော့ဖေကိုစိတ်ဆိုးခဲ့တယ်ငယ်ကလေးကလည်းအခုချိန်ထိ
မိဘရဲ့အတွက်စုဆိုလို့ဘာစုမှမယူပေးနိုင်ခဲ့ဘူးပေါ့နော်ဒီစုကတော့လေတကယ်ကိုဖေဖေနဲ့မေမေအတွက်အရန်ကိုဂုံယူပြီးတော့ဝမ်းသာရမယ်စုလို့ပဲထင်ပါတယ်ဒါဖေဖေနဲ့မေမေအတွက်သမီးယူပေးနိုင်တဲ့အကောင်းဆုံးစုရည်ပဲဖြစ်ပါတယ်ရှင်ပရိသတ်တွေအားလုံးဘို့ချစ်ပေးပြီးတော့ဘို့အခုလိုမျိုးမျှော်မှန်းပေးကြတဲ့အားလုံးလည်းဘို့နဲ့ထပ်တူအခုလိုမျိုးပီတိတွေခံစားရမယ်လို့ထင်ပါတယ်အားလုံးလည်းရင်ထဲကနေလိုက်လိုက်လဲလဲကျေးဇူးတင်ရှိပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်